ဘုရားဘာသာဝင်သူတော်စင်တို့တဲ့အကားအကွယ်အဆောင်အရှောက်ဖြစ်ဖို့ရာအတွက်ပြန်တန်းကြီးတစ်ဖွဲ့ဖြစ်တယ်တုတ်တံပဲဖြစ်တယ်ပရိတ္တလို့ဆိုတာ protection ပဲမမြင်ရတဲ့အန္တရာယ်တွေကာကွယ်ဆောက်ရှောက်ဖို့ဆိုပြီးအထူးအားဖြင့်မြတ်စွာဘုရားဟာပရိတ္တရားကိုဟောတဲ့အခါမမြင်ရတဲ့အန္တရာယ်တွေကာကွယ်ဖို့ဆိုရည်ရွယ်ချက်နဲ့ဟောတာအဲ့ဒါလို့မမြင်ရတဲ့အန္တရာယ်တွေကိုကာကွယ်ဖို့ဆိုတဲ့နေရာမှာမေတ္တာကိုအသုံးပြုပြီးတော့ကာကွယ်တဲ့နေသစ္စာစကားကိုဆိုပြီးတော့ကာကွယ်တဲ့နေဘုရားကုံတရားကုံတန်ခါကုံကိုအာယုံပြုပြီးတော့ပွားများအားထုတ်ခြင်းဖြင့်ကာကွယ်တဲ့နေလို့ဆိုတဲ့ဒီနေတွေနဲ့မြတ်စွာဘုရားဟာအတွင်းကြကြအန္တရာယ်တွေမရောက်ရအောင်လို့ဆိုပြီးတော့ပရိတရားတော်တွေကိုဟောကြားခဲ့တာဖြစ်တယ်ထိုပရိတရားတော်တွေဟာသီးသန့်ပရိဒပါဠိဆိုတာအနေနဲ့တော့မရှိဘူးထိုသုတ်တန်တွေမှာရှိတာကိုစုပေါင်းထုတ်နှုတ်ပြီးတော့ဒီကနေ့ခေတ်မှာတော့ပရိကြီး17သုတ်ဆိုတာအတီးဖြစ်နေလေရဲ့ရှိတယ်ပေါ့ဗြိတိရှခေတ်ကမြန်မာရဲ့ဒီဘယင်စနစ်ကုံဆုံးသွားပြီးတော့နောက်ဗြိတိရှခေတ်ရောက်လာတဲ့အချိန်ပိုင်းမှာသာသနာပိုင်းဗြိတိရှခေတ်တန်ဃာတွေကတင်မြှောက်တဲ့သာသနာပိုင်းဆိုတာတောင်ခွင်သာသနာပိုင်းလို့ခေါ်တယ်အဲ့ဒီတောင်ခွင်သာသနာပိုင်းဆရာတော်ကြီးကလည်းထိုသုတ်တန်တွေကပရိဖြစ်တဲ့ဖြစ်ထိုက်တဲ့အရာတွေပါဠိတွေကိုထုတ်နှုတ်ပြီးတော့ပရိဒ္ဓနုဒ္ဒတပါဠိဆိုပြီးတော့ပရိသုတ်တွေကိုထုတ်ပြီးတော့စာအုပ်ရေးထားတာရှိဘူးလို့ပေါ့သို့တော့အဲ့ဒီစာအုပ်ကတော့လူသိအမတန်မှနည်းသွားပုံနှိပ်စာအဖြစ်တော့ရောက်တယ်သို့တော့လူသိပ်ပြီးတော့မသိကြပရိဒ္ဓဆိုတာတိရိလင်္ကာနိုင်ငံမှာလည်းပဲပရိဒ္ဓဆိုတဲ့ဒီပါဠိတွေကိုရွတ်ဆိုမှုရှိတယ်ပေါ့တခြားဘုရားဘာသာဝင်နိုင်ငံတွေမှာလည်းပဲပရိဒ္ဓဆိုတာရွတ်ဆိုကြတယ်မြန်မာပြည်မှာရှိတဲ့မူရင်းပရိဒ္ဓပါဠိတွေနဲ့အများအားဖြင့်တူညီတော်လဲအချီးနိဒန်းစတင်ပုံကြတော့ကွာခြားမှုတွေရှိတယ်ပေါ့ရွတ်ဆိုတဲ့အတန်ဉာဏ်လဲကွာခြားတယ်မြန်မာလူမျိုးတွေရဲ့ပါဠိရွတ်ဖတ်တန်ကတခြားနိုင်ငံကပါဠိရွတ်ဖတ်တန်နဲ့မတူဘဲနဲ့ကွဲပြားနေတယ်တခြားနိုင်ငံတွေထေရဝါဒနိုင်ငံဂျန်နဲ့၄နိုင်ငံပေါ့တိရိလင်္ကာတို့ထိုင်းကမ္ဘောဒီးယားလာအိုဆိုရယ်အဲ့ဒီနိုင်ငံတွေရဲ့ပါဠိရွတ်ဖတ်ပုံအတန်ကတူကြတယ်တော်တော်လေးဆင်မြန်မာတနိုင်ငံနဲ့ပဲအတန်ကွဲပြားနေတယ်အဲ့လိုအတန်ကွဲပြားတာဘယ်သူကမှန်တယ်လဲဘယ်သူကမှားတယ်လဲလို့တော့ပြောเสียအကြောင်းမရှိဘူးပေါ့သို့တော့ဒီကနေ့ခေတ်မှာ international pronunciation ဆိုပြီးတော့ကဘာကရွတ်ဖတ်တဲ့အတန်ကတော့မြန်မာပြည်ကအတန်မျိုးမဟုတ်ဘူးเนาะအများရွတ်ဖတ်နေတဲ့တခြားနိုင်ငံတွေမှာရွတ်ဖတ်တဲ့အတန်နဲ့မြန်မာနဲ့ကွဲပြားမှုတော့ရှိအဓိပ္ပာယ်အပြင်ကွဲပြားတာမဟုတ်ဘူးအတန်တွေကွဲပြားတာဒီအတန်တွေကွဲပြားတာဟာဒါပြဿနာမဟုတ်ဘူးအင်္ဂလိပ်စကားလုံးကိုပဲဖတ်တဲ့အခါမှာအတန်တွေဟာတူညီတာမှမဟုတ်တာကြည့်လေအခုခေတ်လေးလာကြည့်မယ်ဆိုရင် British English နဲ့ American English ပဲလေးလာကြည့်ပေါ့အတန်တွေတူမှမတူတာမတူတဲ့နေရာတွေအများကြီးရှိတယ်မတူတာပြဿနာမဟုတ်အဓိပ္ပာယ်မမှားတာပြဿနာအဓိပ္ပာယ်မှန်ကန်ရမယ်မတူတာကတော့ရှိနေသူရှာနဲ့သူအာနဲ့ဒီလိုရွတ်တာအပြစ်ပြောစရာလည်းမရှိဘူးเนาะအပြစ်ပြောစရာလည်းမရှိဘူးစကားလုံးမညီမတူလို့ဘယ်တူမှလဲဗမာစကားအင်္ဂလိပ်ပြောကြည့်ပါလားအင်္ဂလိပ်ပြောတဲ့ဗမာစကားဝဲတက်တက်ဖြစ်နေမှာပေါ့เนาะတခါတလေပြောတာပြောကြသေးတယ်
British လူမျိုးတွေဗမာစာသင်တဲ့အခါမှာအာရှာကိုမထိန်နိုင်တဲ့အခါကျတော့ဘာပြောကြတော့ဆိုဆရာနဲ့တွေ့ရတာသိဝမ်းသာပါတယ်လို့ပြောရမယ့်အစားဆရာနဲ့တွေ့ရတာသိဝမ်းသွားပါတယ်လို့ဖြစ်သွားနော်သိဝမ်းသာပါတယ်ကသိဝမ်းသွားပါတယ်ဖြစ်သွားဒါမျိုးကတော့ဖြစ်တတ်တာပေါ့နော်အာရှာမထိန်နိုင်တဲ့အခါကျတော့ဒါအပြစ်လားလို့ဆိုအပြစ်မဟုတ်ပါဘူးဗမာပြည်လားလေရတာပြောပါတယ်လို့ဆိုတာပြောရမယ့်အစားဗမာပြည်မှာပြောပါတယ်ဆိုဖြစ်သွားတယ်မထိန်နိုင်တော့အဲ့တော့ဗမာစကားကိုသူတို့ပြောတဲ့အခါမှာလည်းပဲအာရှာမထိန်နိုင်တဲ့အခါကျတော့လွန်ကဲသွားတာမျိုးတွေရှိတာပေါ့အဲ့တော့လို့ပဲမြန်မာလူမျိုးကအင်္ဂလိပ်စကားပြောတဲ့အခါမှာလည်းဒါမျိုးတွေရှိကောင်းရှိနိုင်တယ်ပေါ့သို့တော့မတူညီတာကိုအကြောင်းပြုပြီးတော့သူကမှန်တယ်ငါကမှားတယ်ဆိုတဲ့အငင်းပွားစရာဘာမှအကြောင်းမရှိဘူးနော်သူလူမျိုးသူအာသူရှာနဲ့ရွတ်တယ်အဓိပ္ပာယ်မှန်မှုအရေးကြီးတယ်အဲ့တော့သီရိလင်္ကာတို့တခြားနိုင်ငံတွေမှာရွတ်မယ်ဆိုရင်သူတို့ကအတန်တစ်မျိုးနဲ့ရွတ်တယ်ပေါ့မတူညီတဲ့စကားလုံးအတန်ဟာ၅မျိုးပဲရှိတာပါစလုံးအနေနဲ့ကတော့၅မျိုးပဲရှိတယ်စာလုံးစာလိန်စာခွဲစာမြင့်ဆွဲကိုသူတို့ကကြချလို့ဖတ်တယ်ဗမာကစဒါကွဲတယ်သားကိုမြန်မာတွေကသားလို့ဆိုပေမဲ့လို့တခြားနိုင်ငံတွေကစလို့ဖတ်တယ်အဲ့ဒါလောက်တော့ကွဲပြားခြားနားမှုတွေရှိတယ်မြန်မာလူမျိုးတွေကအညမညလို့ရွတ်ကြတာသူတို့ကြတော့အညမညလို့ရွတ်တယ်ဧတံမင်္ဂလမௌတ္တမံကိုသူတို့ကြတော့ဧတံမင်္ဂလမௌတ္တမံလို့ရွတ်တယ်မင်းနဲ့မန်ဒီလောက်လေးတော့ကွဲပြားမှုလေးတွေရှိတယ်ပေါ့နော်ဧတံကမှတ်သားစရာထည့်ပြီးတော့ပြောပြတာပါအဲ့ဒီမှာပရိဋ္ဌပါဠိတွေနဲ့ပတ်သက်ပြီးတော့အာတနာရိယတုတ်ကိုဘုန်းကြီးတို့တွေလေ့လာပြီးတော့ကြည့်ရအာတနာရိယတုတ်ဆိုတာအဓိကကတော့ဘုရားကုံတော်ကိုအာရုံပြုပြီးတော့ဘုရားရှိခိုးတဲ့တုတ်ပဲဘုရားရှိခိုးတာဘုရားရှိခိုးပြီးတော့ဘုရားရဲ့အစွမ်းတကူအနုဘော်နဲ့အနေကင်းအောင်စီမံတဲ့သဘောပဲအာတနာတိယဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုအရင်မှတ်ဖို့အဲ့တော့မြန်မာစကားမှာအတန်တူအခရာနှလုံးရှိနေတယ်အတန်တူအခရာ၅လုံးရှိတယ်ပေါ့လေနှလုံးမက၅လုံးရှိ၅လုံး10လုံးရှိတယ်ပေါ့ဆိုလိုတာကတာဝမ်ဘူးနဲ့တတလင်းချိတ်တာဝမ်ဘူးအုပ်စုနဲ့တတလင်းချိတ်အုပ်စုကမြန်မာလူမျိုးတွေရဲ့အာရှာထဲမှာအတန်တူနေတယ်သို့တော့မတူရဘူးအဲ့ဒါနှစ်ခုကပါဠိဘာသာကိုရွတ်တတ်တဲ့နိစ္စတဲ့သီရိလင်္ကာဘုန်းကြီးတွေလူမျိုးတွေရွတ်တဲ့ခါကျတော့တာဝမ်ဘူးနဲ့ဒီတတလင်းချိတ်ကကွဲတယ်မြန်မာလူမျိုးတွေကြတော့မကွဲတော့ဘူးဒါသူကထန်နဲ့ပြောမယ်ဆိုရင်တာဝမ်ဘူးကဒန္တထန်လို့ခေါ်တယ်သွားနဲ့ထိရွတ်ရှားပြားနဲ့သွားနဲ့ရွတ်အတန်ထွက်အောင်လုပ်တဲ့အခါမှာရှားပြားနဲ့သွားအထက်သွားထိပြီးတော့ရွတ်တဲ့အတန်တတလင်းကျိတ်ထောက်အောင်ပဲဆိုတဲ့အုပ်စုကိုရွတ်တဲ့အခါကျတော့ရှာလေးကိုနည်းနည်းလိပ်ပြီးတော့အာကောင်ထောက်ပြီးတော့ရွတ်တာသူကအထက်သွားတဖုံးကိုရှားပြားနဲ့ထိပြီးတော့ရွတ်တာသွားပြားနဲ့ထိရွတ်တာမဟုတ်အဲ့ဒါလိုလေးရွတ်ချင်ရင်တော့နည်းနည်းကွဲပြားခြားနားမှုရှိတယ်ပေါ့ဗမာလူမျိုးတွေကဗုဒ္ဓလို့ဖတ်တယ်သီရိလင်္ကာဘုန်းကြီးတို့နေတော့ကဗုဒ္ဓလို့ပြောရင်သူတို့ကနားမလဲဘူးနော်ရုပ်တရက်သူတို့နားထဲမှာမဝင်ဘူးဗုဒ္ဓလို့ပြောမှသူတို့ကနားလဲတယ်ဒါရှားပြားနဲ့အထက်သွားနဲ့ပေါင်းလိုက်တဲ့အခါဗုဒ္ဓဖြစ်သွားရောဗုဒ္ဓမဟုတ်ဘူးဒီလိုလေးတော့ကွဲပြားခြားနားမှုတွေရှိတယ်နော်ကိုလံဘိုမြို့မှာလမ်းတစ်လမ်းရှိတယ်အဲ့ဒီလမ်းရဲ့နာမည်ကဗုဒ္ဓလောကမာဝတာတဲ့
သူတို့ခေါ်တာဗုဒ္ဓလောကမဝတ္တလမ်းဆိုတာအဲ့ဒီလမ်းကိုပြောပြီဆိုရင်ဘုန်းကြီးတို့ကဗမာတန်ကြီးနဲ့ပြောလိုက်ရင်ကလားနားမလဲနော်နားမလဲတဲ့အခါသူတို့အတန်ကိုကြည့်ပြီးတော့ဗုဒ္ဓလောကမဝတ္တဆိုမှချက်ချင်းရအနိုးဆိုရင်ပြန်ပြောနေရတယ်ဗုဒ္ဓဆိုရင်တော့သိသွားပြီဒီလိုပဲအတန်မတူညီမှုလေးတွေတော့နည်းနည်းပါးပါးရှိတာပေါ့နော်အဲ့တော့ဒါကပြဿနာမဟုတ်ပါဘူးလို့ပဲပြောရမယ်ကိုယ်အားနဲ့ကိုယ်ရှာမတူတာတော့မတတ်နိုင်ဘူးပေါ့ကဲအာတနာတိယဆိုတာတာဝမ်းမှုနဲ့ရေးတာမဟုတ်ဘူးတတလင်းငိမ့်နဲ့ရေးတာအာတာနာတိယနှစ်ခုစလုံးတတလင်းငိမ့်နဲ့ရေးတာဘာဖြစ်လို့ဒီသုတ်တံကိုအာတာနာတိယသုတ်လို့ခေါ်ရတယ်လဲဆိုရင်အာတာနာတာဆိုတာဝိသုဏမင်းကြီးစိုးစံတဲ့မြို့တွေကမြို့တစ်မြို့ပဲသူကမြို့ရဲ့နာမည်ပေါ့အာတာနာတာမြို့အဲ့ဒီအာတာနာတာမြို့အမည်နဲ့ယူပြီးတော့ထုတ်ပြန်တဲ့အမိတ်အာနာဖြစ်လို့အာတာနာတိယလို့ဒီလိုပြောတာအာတာနာတိယအာတာနာတမြို့မှာထုတ်ပြန်တဲ့ပြန်တန်းပေါ့အဲ့တော့အာတာနာတိယတုတ်မူရင်းကဘယ်မှာရှိတော့ဆိုဒီကနေ့ကပါဋိကဝက္ခဆိုတဲ့ပါဠိတော်မှာ9နံပါတ်အာတာနာတိယတုတ်ဆိုတာရှိတယ်အဲ့ဒါမူရင်းတုတ်ကြီးပဲအဲ့ဒီမူရင်းတုတ်ကြီးကနှစ်ပိုင်းခွဲထားတယ်ရှေ့ပိုင်းကဝိသုဏမင်းကြီးတို့ကမြတ်စွာဘုရားကိုလာလျှောက်တာနောက်ပိုင်းကမြတ်စွာဘုရားကယဟန်တွေကိုထပ်ပြီးတော့လျှောက်သွားတဲ့အတိုင်းပြန်ပြီးတော့မိန့်ရှိတာမိန့်ရှိပြီးတော့နောက်ဆုံးမှာဒီသုတ်တံကိုမှတ်သားထားကြကြက်ထားကြရွတ်ဖတ်ကြအကျိုးရှိတယ်လို့ဒီစကားနဲ့အဆုံးသတ်ထားတယ်တော့နော်အဲ့ဒါလို့ဒီသုတ်တံကြီးဟာစိတ်ဝင်စားဖွယ်ရာကောင်းတယ်ပရိတ်တွေထဲမှာပရိတ်တရားတော်တွေထဲမှာခုဒီနတ်တွေကလာပြီးတော့ရှောက်ကြားလို့ထုတ်ပြန်တဲ့သုတ်ဆိုတာဒီတသုတ်ပဲရှိတယ်ကျန်တာကမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ကမ္မထမ်းလည်းဖြစ်စေအကာအကွယ်လည်းဖြစ်စေဆိုပြီးတော့ဟောထားတာလေမေတ္တာသုတ်ဆိုရင်မေတ္တာကမ္မထမ်းပွားဖို့အတွက်ဟောတာအကာအကွယ်လည်းဖြစ်တယ်ဒီလိုဟောတာယရဏသုတ်ဆိုရင်ဘုရားကုံတရားကုံသံဃာကုံတွေအာရုံပြုပြီးသစ္စာဆိုတဲ့နည်းတွေနဲ့ဟောထားတာအဲ့တော့မေတ္တာတို့သစ္စာတို့အခြေခံပြီးတော့ဒီသုတ်တန်တွေကိုဟောတာအဲ့တော့အာတာနာတိယဆိုတာအာတာနာတာဆိုတဲ့မြို့မှာမြို့ကိုဆွဲပြုပြီးတော့ခေါ်တဲ့သုတ်တန်ဖြစ်သောကြောင့်အာတာနာတိယသုတ်လို့အဲ့တော့ဝိသုဏမင်းကြီးရဲ့ဒီသူ့မြို့တွေရဲ့နာမည်တွေကလည်းပဲခတ်ဆန်းဆန်းနေနော်သူမြို့တွေရဲ့နာမည်ခတ်ဆန်းဆန်းရှိတယ်အဲ့ဒါကိုအဲ့ဒီသုတ်တန်မူရင်းသုတ်တန်ထဲမှာဒီမြို့နာမည်တွေကိုဖော်ပြထားတာရှိတယ်တတ္တသနဂရာအဟုဝိသုဏမင်းကြီးမှာသူ့မြို့တော်တွေရှိတယ်တဲ့အန္တလိခေသူမပိတာကောင်းကင်ယံမှာဖန်ဆင်းထားတဲ့တီထောင်ထားတဲ့မြို့တွေရှိတယ်တဲ့ဘာမြို့တွေလဲလို့ဆိုရင်အာတာနာတာကုတိနာတာပရကုတိနာတာနာတသူရိယပရကုတိတနာတာမြို့နာမည်တွေနော်ကြိုက်ရင်လည်းဒီမြို့မှဲ့ပေါ့အာတာနာတာတဲ့မြို့တစ်မြို့ကနောက်မြို့တစ်မြို့ကကုတိနာတာတဲ့နောက်တစ်မြို့ကပရကုတိနာတာတဲ့သူကနာတာဆိုတာကိုတော့သဘောကျပုံရတယ်ကြာနောက်တစ်မြို့ကတော့နာတသူရိယတဲ့နောက်တစ်မြို့ကပရကုတိတနာတာတဲ့နော်တိပိဋကတရဆရာတော်ဘုရားကြီးရွတ်ထဖတ်တာကြားဖို့ကြပါလိမ့်မယ်အာတာနာတာကုတိနာတာပရကုတိနာတာနာတသူရိယပရကုတိနာတနာတာဆိုတာအဲ့ဒါဝိသုဏမင်းကြီးတီထောင်ထားတဲ့မြို့တွေပဲအဲ့ဒီမြို့တွေတဲ့အာတာနာတာဆိုတဲ့မြို့မှာထုတ်ပြန်လို့အာတာနာတိယလို့ခေါ်တာအာလကမန္တာဆိုတာသူ့ရဲ့မြို့တော်ရာဇဌာနီနေပြည်တော်ပေါ့ဝိသုဏမင်းကြီးရဲ့နေပြည်တော်ကအာလကမန္တာလို့ခေါ်တယ်ကောင်းပြီဒါဒီသုတ်တန်နာမည်ခေါ်ပုံကိုဒါရှင်းပြောပြတာအဲ့တော့ပရိကြီး17တုံးမှာတော့ဘယ်လိုစထားတော့ဆိုတာပရိကြီး17တုံးကစထားပုံလေးဏိဒန်းချီထားပုံပရိကြီး17တုံးမှာ
အာတနာရိယတုတ်ဂါထာပုတ်ပေါင်း30ရှိတယ်အဲ့ဒီ30ထဲမှာပရိတ်ပြိုးလို့ခေါ်ရမယ်ဒီပရိတ်တော်ဖြစ်ပေါ်လာပုံရဲ့ဏိဌာန်ကိုအစပြိုးတဲ့အနေနဲ့ပြောတဲ့ရွတ်ကြမယ်ဖတ်ကြမယ်လို့တိုက်တွန်းပြောကြတဲ့ဂါထာက2ပုဒ်ပါတယ်နော်အချီဂါထာက2ပုဒ်အဲ့ဒါကတော့ရှေးဆရာတွေရေးတာဘုရားဟောတာမဟုတ်ဘူးနောက်တစ်ခါဝိသဝဏမင်းကြီးတို့ကဘုရားရှိခိုးဂါထာတွေဖော်ပြတာက6ခုဂါထာပေါင်း6ပုဒ်နောက်ဘုရားအားလုံးကိုရှိခိုးတာကြတော့ရှေးဆရာတော်တွေကစီမံပြီးတော့ဖြည့်ဆွတ်ပြီးတော့ထည့်ထားတာအဲ့ဒါက10ပုဒ်တခါအာတိတဆန္ဒပြုပြီးတော့ဆုတောင်းတာအာတိတပြုတာအဲ့ဒါက4ပုဒ်ဘုရားတွေရှိခိုးပြီးတော့ဆန္ဒကိုထုတ်ဖော်တာဆုတောင်းတာနောက်တစ်ခါနာမည်ကြီး4ယောက်နဲ့ပတ်သက်ပြီးတော့နာမည်ကြီး4ယောက်ဟာစောင့်ရှောက်ပါစေဆိုတဲ့အာတိတကိုဖော်ပြတာက6ဂါထာတခါနတ်အားလုံးကစောင့်ရှောက်ပါစေလို့အာတိတပြုတာကတခါသာသနာဆောင်နတ်မင်းကြီးတွေကစောင့်ရှောက်ပါစေလို့အာတိတပြုတာကတခါဂါထာတဂါထာနောက်ဆုတောင်းတာကဂါထာတဂါထာရှိခိုးရခြင်းအကျိုးကိုဖော်ပြတာကတဂါထာဆိုအလုံးဂါထာပေါင်း30ရှိတယ်ဒါက analyze လုပ်ပြတာဖွဲ့စည်းထားပုံလေးကိုပြောတာအာတနာရိယတုတ်ကိုဒီသုတေသနလုပ်ကြည့်မယ်ဆိုလို့ရှင်အာတနာရိယတုတ်ဖွဲ့စည်းထားပုံကအဲ့ဒီပုံစံနဲ့ဖွဲ့ဒါက modern အာတနာရိယတုတ်လို့ပြောခြင်းပြောပေါ့ခဏခေတ်မှာခေတ်စားနေသို့တော်မြတ်စွာဘုရားလက်ထက်ကမူလတုတ်ကြီးကတော့ဒီပုံစံမဟုတ်ဘူးခါထာတွေနဲ့ရွယ်မဟုတ်ဘူးသို့တော်မူလတုတ်ကြီးတဲ့ကဒီထဲမှာဘယ်နှခါထာပါတော့ဆို6ခါထာပဲပါကျန်တဲ့ခါထာတွေကဖြည့်ဆွက်ပြီးတော့တင့်လျောက်ပတ်အောင်ဖြည့်ဆွက်ရေးသားထားတယ်ဖြည့်ဆွက်ရေးသားထားပြီးနေ့စဉ်ရွတ်ဖတ်တဲ့အခါမှာအမှန်တမ်းအဆင်ပြေတယ်ပေါ့ဆုတောင်းမေတ္တာပို့တဲ့ဂါထာတွေနဲ့ရေးထားတာဒါမို့အာတနာရိယတုတ်လေ့လာမှုတဲ့ပုဂ္ဂိုလ်တွေဒါတွေသိပြီးသားပဲပေါ့အဲ့တော့စပြီးတော့အချီအနေနဲ့ပြောကြမယ်လို့ဆိုလို့ရှိရင်ပထမဆုံးကအပတန်နေဟိနာထတသာသနေသာဓုတမ္မတေအမနုတေဟိစန္ဒေဟိတရာကိဗ္ဗိတကာရိဘိပရိသနံစတတနံအာဟိန္တာယသဂௌတိယယန္တေတိတိမဟာဝီရောပရိဒံတံဗနာမဟေဒီနဂါထာကအတနာရိယတုတ်ကိုရွတ်ကြပါစို့ဆိုပြီးတော့အဆိုပြုတဲ့ဂါထာနှစ်ခုအချီဂါထာလို့လည်းပြောတာပေါ့အဲ့တော့ဒီထဲမှာရည်ရွယ်ချက်တွေပါဖော်ပြထားတာအဲ့ဒါမှမှတ်သားစရာကောင်းတယ်အပတန်နေဟိနာထတသာသနေတာဓုတမတေဒီမှာနာထဆိုတာအလုံးကိုယ်ဝေလေးစားရတဲ့မြတ်စွာဘုရားအဲ့ဒီမြတ်စွာဘုရားရဲ့သာသနာမြတ်စွာဘုရားရဲ့သာသနာနာထတသာသနေတာဓုတမတေသူတော်ကောင်းတွေကအလွန်မြတ်နိုးတဲ့မြတ်စွာဘုရားရဲ့သာသနာတော်မှာသာသနာတော်ကိုတဲ့နော်နာထတသာသနေတာဓုတမတေတာဓုတမတေသူတော်ကောင်းတွေကအလွန်မြတ်နိုးတဲ့နာထတသာသနေမြတ်စွာဘုရားသာသနာတော်အပေါ်မှာအပတန်နေဟိမကြည်ညိုကြတဲ့နော်အပတန်နေဟိမကြည်ညိုကြတဲ့စန္ဒေဟိစိတ်ကြမ်းကိုချမ်းခက်ထန်ကြမ်းညုတ်ကြတဲ့တထာကိဗ္ဗိတကာရိပိအမြဲမပြတ်ရက်ဆက်ချမ်းကြုတ်ပြီးတော့မကောင်းတာတွေကိုလှုပ်လိရှိကြတဲ့အမနုဿေဟိနတ်ဆိုးဘလူးဆိုးတွေကတဲ့ဒီလိုအဓိပ္ပာယ်ရတယ်နော်နတ်ဆိုးဘလူးဆိုလူထဲမှာလည်းလူဆိုးဆိုတာရှိတာနတ်ထဲမှာလည်းနတ်ဆိုးရှိတာပဲခွေးထဲမှာလည်းခွေးဆိုးရှိတယ်ငှက်ထဲမှာလည်းငှက်ဆိုးရှိတယ်နော်အဆိုးဆိုတာနေရာတိုင်းရှိတယ်လို့သာမှတ်တာလူထဲမှာလူဆိုးရှိတယ်ခွေးထဲမှာခွေးဆိုးရှိတယ်နတ်ထဲမှာနတ်ဆိုးရှိတယ်ကောင်းတဲ့နတ်လည်းရှိတယ်ဆိုးတဲ့နတ်လည်းရှိတာအဲ့ဒီမှာအဓိကကတော့
မြတ်စွာဘုရားသာသနာတော်သူတော်ကောင်းတွေကအမြဲတမ်းမျက်နှိုးကြတဲ့မြတ်စွာဘုရားသာသနာတော်ကိုလုံးဝမကြည်ညိုဘူးဘုရားသာသနာတော်လုံးဝကြည်ညိုမရှိဘူးမကြည်ညိုရုံနဲ့မကဘူးသူတို့ကစန္ဒစိတ်ချမ်းကိုချမ်းခက်ထန်နဲ့ကြမ်းတမ်းနဲ့တရားကိပိတာပါရိတိအကုသိုလ်မှုမကောင်းမှုတွေကိုအမြဲတမ်းလုပ်တယ်ဘယ်တော့မှကောင်းတာမလုပ်ဘူးနော်ရက်ဆက်ကြမ်းကြုတ်မကောင်းတာတွေကိုအမြဲလုပ်နေတဲ့လူသားမဟုတ်တဲ့နတ်ဆိုးမိစ္ဆာဘလူတွေလို့ဒီလိုဆိုလိုတယ်နော်အဲ့ဒီမိစ္ဆာဘလူတွေကပရိသန္နံစတတ္တနံမြတ်စွာဘုရားရဲ့တပည့်ပရိသတ်၄မျိုးဘိက္ခုဘိက္ခုနီဥပဒကဥပတိကပရိသန္နံစတတ္တနံပရိသတ်၄ပါးရှိတယ်ဒါ Buddhist Society ပေါ့ဘိက္ခုဘိက္ခုနီဥပဒကဥပတိကအဲ့ဒီပရိသတ်၄မျိုးနော်ဘုရားရဲ့တပည့်ပရိသတ်၄မျိုးကိုနတ်ဆိုးဘလူးဆိုးတွေကအဟိန္တမညှင်းဆဲဖို့အတွက်ဂௌတိယအန္တရာယ်ကင်းပြီးတော့လုံခြုံရေးအတွက်တဲ့ဒီသုတ်တန်ကိုဟောတာပါဒီလိုဆိုလို့တယ်နော်ယန္တေသေတိမဟာဝီရောပရိဒံတံပနာမဟိဒီနေရာမှာကြီးမြတ်သောလုံလရှိတော်မူတဲ့မဟာဝီရကြီးမြတ်သောလုံလရှိတော်မူတဲ့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့အာတနာရိယတုတ်ကိုတို့တွေရွတ်ဆိုကြဆိုလားလို့ဒီလိုဆိုလိုတာပေါ့ပရိဒံပနာမဟေပရိဒံတံပနာမဟေဒါရွတ်ဖတ်30ဖို့ရာအတွက်ဟိုတိုက်တွန်းနှိုးဆော်လိုက်တဲ့စကားပဲကိုတယောက်တည်းရွတ်ရင်တော့ဒါလှုပ်เสียမလို့ဘူးပေါ့နော်ကိုတယောက်တည်းကြတော့ဟိုပြန်ပြောင်းဆိုမဲ့ဆိုရင်ပရိဒံတံပနာမဟံငါရွတ်တော့မယ်လို့ဒီလိုပဲပြောရင်ပြောလို့ရတယ်သို့တော်လည်းပဲစာအုပ်ထဲမှာရှိတဲ့အတိုင်းပရိဒံတံပနာမဟေဆိုကိုတယောက်တည်းရွတ်လဲပနာမဟေဘယ်သူမှလာမရွတ်ဘူးနော်တကယ်ကတော့ပြောနေတာနဲ့လုပ်နေတာတခြားစီဖြစ်တတ်တယ်ပေါ့နော်မသိတော့လည်းကိစ္စမရှိဘူးပေါ့လေအတိပ္ပယ်ကအဲ့တော့ဆိုလိုတဲ့အတိပ္ပယ်လေးတွေကလည်းအမှန်တမ်းရှင်းတယ်နော်နာထတကိုးကွယ်ဒီတာရုတ္တမတိသူတော်ကောင်းတွေကအလွန်ကိုမျက်နှိုးတဲ့နာထတသာသနီမြတ်စွာဘုရားသာသနာတော်မှာအပတန်နေဟိကြီးညိုစိတ်မရှိကြတဲ့စန္ဒေဟိအလွန်ကြမ်းတမ်းခက်ထန်တရားကိပိတကာရိပိအမြဲမပြတ်မကောင်းတဲ့အမှုတွေကိုပြုလုပ်ကြတဲ့အမနုသေဟိဘီလူတို့ကပရိသန္နစနတ္တနံမြတ်စွာဘုရား၏တပည့်ပရိသတ်၄ပါးတို့အား၄မျိုးတို့အားအဟိန္တာမညှင်းဆဲဖို့အတွက်ဂௌတိယသူတို့ရဲ့လုံခြုံရေးအတွက်တဲ့ယန္တေသေတိမဟာဝီရောပရိဒံတမနာမဟိရှင်တော်မြတ်ဖရာဟောကြားတော်မူခဲ့တဲ့အကာအကွယ်ပရိတ်ကိုရွတ်ဖတ်ကြစို့သူတော်ကောင်းအပေါင်းတို့လို့ဒီလိုတိုက်တွန်းတဲ့စကားလေးတခုဒီနေရာမှာမြတ်စွာဘုရားကထပ်ဆင့်ဟောထားတာဖြစ်သောကြောင့်ဘုရားဟောတယ်လို့ပြောတာနော်ဘုရားဟောတယ်လို့ပြောတာသို့တော်လည်းပဲပထမမူရင်းကတော့မြတ်စွာဘုရားဟောတာမဟုတ်ဘူးကဲဒီသုတ်တံဖြစ်ပေါ်လာပုံလေးကမြတ်စွာဘုရားသခင်ကိုရောမြတ်ကရာဇဂိုပတ်ဝန်းကျင်မှာတောင်ကြီး၅လုံးရှိတယ်အဲ့ဒီတောင်၅လုံးထဲမှာတောအကြောင်းနေအလွန်များတဲ့ခိစကုတ်တောင်ခိစကုတ်တောင်မှာမြတ်စွာဘုရားသတင်းသုံးတယ်ဒီခိစကုတ်တောင်ကသမိုင်းကြောင်းဟာနော်မြတ်စွာဘုရားလည်းအဲ့ဒီမှာမကြသတင်းသုံးတဲ့နေရာရဟန္တာရှင်မြတ်တွေလည်းမတော်မတာအတော်သတင်းသုံးကြတဲ့နေရာတွေပဲအဲ့ခိစကုတ်တောင်ကဒေဝရတ်ကကြောင်မောင်းဆင်ပြီးတော့လှိမ့်ချတာလည်းအဲ့ဒီတောင်မှာပဲလေခိစကုတ်တောင်အဲ့ဒီခိစကုတ်တောင်ပေါင်းကလည်းတရက်တစီအမတန်ပေါ်တယ်နဲ့တူတယ်ပြိတ္တာတွေကလည်းအဲ့နာပဲများတာပဲရှင်မမောဂလန်တွေ့တဲ့ထူးဆန်းတဲ့တရားဝါကြီးတွေဆိုခိစကုတ်တောင်ကအစင်တွေ့တာတွေကြီးပဲများတယ်အဲ့ဒီနာမှာလောဟကုံမီငရဲအိုးကနေနှလုံးကနေဖြတ်စည်းလာတော့ရေဘူးစမ်းကြီးတစ်ခုဖြစ်ပေါ်လာတယ်တပေါ်တာဆိုရမြစ်အဲ့ဒီမြစ်ကလည်းပဲအဲ့ဒီနာလေးကလောဟကုံမီငရဲအိုးကြီးနှစ်ခုကြားကဖြတ်စည်းလာလို့ရေဘူးဖြစ်လာတာရေဘူးဖြစ်လာတာန
နော်ရေဘူးစမ်းရှိတဲ့နေရာငရဲအိုးနဲ့နီးတယ်လို့သာမှတ်ထားပြီအဲ့ဒီမှာဖြတ်စည်းလာတဲ့နေရာမှာအခုလည်းပဲရှိတာပဲအဲ့မှာရေဘူးစမ်းရှိတာအဲ့တော့ဂိစကုတ်တောင်ပြိတ္တာတို့တဆေတို့တရေတို့အမတန်မှပေါ်တယ်လို့ဆိုကြတယ်ငယ်ငယ်တုန်းကရည်စရာပြောတာနော်တော်တော်ဦးစင်ကြီးတပါးပြောတယ်သူတည်လို့ရှိရင်လိပ်စာပေးခဲ့မယ်တဲ့ဂိစကုတ်တောင်ဆောင်ညမ်းမယ်အောက်လို့နော်ဂိစကုတ်တောင်ဆောင်ညမ်းမယ်အောက်အဲ့တော့ဂိစကုတ်တောင်ဆိုတာတရေတဆေအမတန်ပေါ်တဲ့နေရာမဟုတ်ပြိတ္တာတွေပေါ်တဲ့နေရာအဲ့တော့အဲ့ဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဂိစကုတ်တောင်ဆောင်မှာသရင်သုံးပြီးတော့နေတာတော့အကြောင်းမှာသရင်သုံးနေတဲ့အချိန်တကောင်းရန်ရောက်လာတဲ့အခါမှာအဲ့ဒီဂိစကုတ်တောင်ကြီးတစ်ခုလုံးဟာကြီးမားတဲ့အလင်းရောင်ကြီးတွေနဲ့လွှမ်းဖုံးပြီးတော့လာတယ်ဘယ်သူတွေရောက်လာသလဲလို့ဆိုလို့ရှိရင်နမင်းကြီး၄ယောက်ရောက်လာကြတယ်ကိုရောင်ကိုဝါတွေနဲ့သူတို့လာတာရိုးရိုးမလာဘူးဝိသောနမင်းကြီးကရက်ခစစ်တပ်ကြီးနဲ့အချမ်းရံနဲ့သူကလာတယ်အင်မတန်မှများတဲ့ရက်ခစစ်တပ်ကြီးနဲ့လာတယ်အချမ်းရံနေနဲ့ဝိသောနမင်းဆိုတာမြောက်ဖက်အရပ်မှာနေတာမြောက်ရက်ကိုအစိုးရအရှိရက်ကိုပုရတိမေနဒတရထောဆိုတာအရှိမျက်နှာမှာစောင့်ကြတဲ့နာမည်ကြီးကဒတရထနာမည်လို့ခေါ်တယ်အဲ့ဒီဒတရထနာမည်ကြီးကဂန္ဓပစစ်တပ်ကြီးနဲ့သူကအင်မတန်ကြီးမားများပြားလာတဲ့ဂန္ဓပစစ်တပ်ကြီးနဲ့မြတ်စွာဘုရားစီကိုရောက်လာတယ်တောင်ရမျက်နှာမှာနေတဲ့ဝိရုလှကနမင်းကြီးကသူကကုံဗန္ဒဆိုတဲ့အတော်အယုတ်ဆိုးတဲ့ထွားကြိုင်ရက်စက်ကြမ်းကြုတ်တဲ့အကောင်ကြီးတွေအဲ့ဒီကောင်ကြီးတွေကုံဗန္ဒစစ်တပ်ကြီးနဲ့သူကခြံရံပြီးတော့မြတ်စွာဘုရားစီရောက်လာအနောက်မျက်နှာကိုစောင့်ရှောက်ထားကြတော့ဝိရုပက္ခနမင်းလို့ခေါ်တယ်အဲ့ဒီဝိရုပက္ခနမင်းကနာဂစစ်တပ်ကြီးနဲ့နဂါးတွေနဲ့ခြံရံပြိဿတွေနဲ့ရောက်လာတယ်မြောက်ရမှစောင်းတဲ့ကုဝေရလို့လည်းခေါ်တယ်ဝတ္တဝနာလို့လည်းခေါ်တယ်အဲ့ဒီနမင်းကြီးကတော့ယက္ခစစ်တပ်ကြီးနဲ့မြတ်စွာဘုရားစီရောက်လာကြတယ်ဒါစတုမဟာရာဇာလို့ခေါ်တဲ့နမင်းကြီး၄ယောက်ဟာတကောင်းရန်အချိန်မှာမြတ်စွာဘုရားစီရောက်ရှိလာကြတယ်အဲ့တော့သူတို့ရောက်လာတဲ့အခါမှာအဆောင်နေတခါတည်းချထားခဲ့နမင်းကြီး၄ယောက်ကဆိုင်ရာဆိုင်ရာအယမျက်နှာတွေမှာအဆောင်နေချရောက်ဘက်ကရက်ခစစ်တပ်အရှိဘက်ကခန္ဓာဘစစ်တပ်တောင်ဘက်ကကုံဗန္ဒစစ်တပ်အနောက်ဘက်ကနာဂစစ်တီတွေနဲ့ဒီလိုရောက်ရှိပြီးတော့လာအဲ့ဒါလို့လာပြီးတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရမြတ်အနီးနမင်းကြီး၄ယောက်လာရောက်ရှိခိုးဝတ်ချကြတယ်အချမ်းရံပရိသတ်တွေနဲ့လာပြီးတော့ဝတ်ချကြတယ်အဲ့ဒီနတ်ပရိသတ်တွေသူတို့လာတဲ့စတုမာရိနတ်ပရိသတ်တွေဟာမြတ်စွာဘုရားစီရောက်တဲ့အခါကျတော့တချို့ကမြတ်စွာဘုရားကိုလေးလေးစားစားဥချကြတယ်တချို့ကတော့မြတ်စွာဘုရားကိုရင်ကျေးဖွယ်ရာစွာနှုတ်ဆက်စကားပြောတယ်ရှစ်မခိုးဘူးတချို့နတ်တွေကတော့သူတို့ရဲ့အမည်နာမတွေကိုပြောကြားပြီးတော့ဒီတိုင်းထိုင်နေကြတယ်သူဘသူပါဆိုတာကိုမြတ်စွာဘုရားကိုရှောက်တချို့နတ်တွေကတော့လက်အုပ်ကလေးချီပြီးတော့နေကြတယ်ရှစ်တော်မခိုးဘူးတချို့နတ်တွေကတော့ငုတ်တုတ်ပဲထိုင်နေတယ်ဟောလူတွေထဲမှာလည်းအဲ့တိုင်ပဲဘုရားစီလာတဲ့အခါပိဋကတ်တယ်အဲ့ဒီလိုပိဋကတ်၅မျိုးဖြစ်သွားတယ်နံပါတ်1ပိဋကတ်ကဘုရားကိုချီညိုတဲ့ပိဋကတ်တယ်မြတ်စွာဘုရားကိုရှ िख ိုးဝတ်ချပြီးတော့တင့်တယ်လျောက်ပတ်စွာထိုင်နေတယ်ဆိုတဲ့နံပါတ်1အစုကမြတ်စွာဘုရားကိုအလွန်ချီညိုတဲ့ပုဂ္ဂိုလ်တွေ
မြတ်စွာဘုရားကိုနှုတ်ဆက်စကားပြောပြီးတော့ဒီတိုင်းထိုင်နေတဲ့ပုဂ္ဂိုလ်တွေကယဉ်ကျေးတယ်လူမှုရေးအရာနှုတ်ဆက်ကြတယ်ဝါမြောက်စကားပြောတယ်ဘုရားကိုကိုယ်ွယ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးနောက်တစ်အုပ်စုကတော့လက်အုပ်ကလေးတွေချီးနေတယ်ဆိုတဲ့အုပ်စုကြတော့ခွားထုတ်သမားတွေမပြတ်သားတဲ့အုပ်စုလို့ခေါ်တယ်သူတို့ချင်းချင်းဘုရားကိုရှိခိုးတယ်မကြည်ညိုတဲ့လူကဘာဖြစ်လို့ကောရမဘုရားရှိခိုးရလဲလို့ဆိုရှိခိုးတာမဟုတ်ပါဘူးငါလက်အုပ်လေးပဲချီတာပါလို့ပြောကဲဗုဒ္ဓဘာသာတွေကပြောလိမ့်မယ်မင်းဘုရားစီရောက်ခဲ့တဲ့နဲ့ဘာလို့ရှိမခိုးတာတော့ဆိုဟေးလက်အုပ်ချီတယ်မင်းမမြင်ဘူးလားလို့ပြောမှာအဲ့ဒါခွားထုတ်သမားတဲ့ဟောအမည်နာမတွေကိုထုတ်ဖော်ပြီးတော့ဘုရားကိုရှောက်ချကြတဲ့ပရိသတ်တွေကတော့တစုံတစ်ခုသောအကြောင်းကြောင့်သူတို့မှာဒီယာရုဌာဏန္တရရှော၍ဖြစ်စေတစုံတစ်ခုသောအကြောင်းကြောင့်ပရိသတ်ထဲမှာမထင်မရှားဖြစ်သွားတဲ့အခါမှာသူတို့ဘသူပါဆိုတာဒီလူအုပ်ကြနေတော့သူဘသူဆိုတာထုတ်ဖော်ပြောကြတာပဲအခွင့်ကောင်းယူတဲ့လူတွေလို့ပြောတယ်အခွင့်ကောင်းယူတဲ့နတ်တွေတဲ့အဲ့ဒါသူတို့ထဲမှာလည်းရှိတာပဲနော်popular ဖြစ်ချင်တာသူကတိမ်မြုပ်နေတဲ့အခါသူဘသူပါလို့ဆိုပြီးတော့ရှောက်တယ်ဘာမှမပြောဘဲနဲ့ငုတ်တုတ်ထိုင်နေတဲ့လူတွေကတော့ခခဏနာတယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့စတုမာရနတ်ပရိသတ်၅မျိုးကွဲပြားပြီးတော့မြတ်စွာဘုရားရှေ့မှာထိုင်နေတယ်အဲ့ဒီအချိန်မှာဝိသောနမင်းကြီးကခေါင်းဆောင်ပြီးတော့ရှောက်တယ်မြတ်စွာဘုရားကိုရှောက်တယ်အရှင်ဘုရားတဲ့ရက်ခရိနဲ့ပတ်သက်ပြီးတော့ရှောက်တယ်တပည့်တော်တို့ရက်ခဘလူးအတိုင်းဝိုင်းနေတယ်အထက်တန်းစားဘလူးအလဲအလတ်ဘလူးအောက်တန်းစားဘလူးလို့၃မျိုးခွဲတာလူလဲတူတူပဲပေါ့နော်အဆင့်30နဲ့ခွဲပြောတာအထက်တန်းစားဘလူးတွေကလည်းမြတ်စွာဘုရားကိုကြည်ညိုတဲ့ဘလူးရှိတယ်မကြည်ညိုတဲ့ဘလူးရှိတယ်အလတ်တန်းစားဘလူးတွေကလည်းမြတ်စွာဘုရားကိုကြည်ညိုတဲ့လူရှိတယ်မကြည်ညိုတဲ့ဘလူးရှိတယ်အောက်တန်းစားဘလူးတွေထဲမှာလည်းမြတ်စွာဘုရားကိုကြည်ညိုတဲ့ဘလူးလည်းရှိတယ်မကြည်ညိုတဲ့ဘလူးလည်းရှိတယ်တဲ့ရက်ခတွေရှိတယ်အဲ့ဒီရက်ခဆိုတာတခါတခါနတ်ကိုပြောတာနော်ဗမာပြည်မှာတော့ဘလူးလို့ဆိုလို့ရှိရင်ကြောက်စရာအယုတ်ကြီးကိုလုံးပြတာအိန္ဒိယနိုင်ငံရောက်တဲ့အခါကျတော့ကရကတာပြတိုက်ကိုသွားကြည့်ချင်ကျုံတဲ့အခါကရကတာမြူဇီယံဆိုတာရှိအဲ့ဒီမှာရက်ခတို့ရက်ခိနီတို့သူတို့ဘာသာစကားနဲ့ဘယ်လိုရေးထားတော့ဆိုရက်ရှရက်ရှိနီလို့ရေးထားတယ်အဲ့မှာတော့ဗမာပြည်ကလို့အစွဲကြီးနဲ့သွားကြီးတွေဖော်ပြီးတော့အတော်အယုတ်ဆိုးတဲ့ပုံကြီးမဟုတ်ဘူးလူပုံတိုင်းပဲရုပ်တုတွေရှိတယ်နော်ရက်ခဆိုတာဗမာပြည်ကထုထားတဲ့ဘလူးကတော့တော်တော်ကြောက်စရာကောင်းတာပဲတခါမှမမြင်ဘူးသေးဘူးအဲ့ဒါမျိုးကတော့အတော်ကြောက်စရာကောင်းတယ်အဲ့တော့အဲ့ဒီကရကတပြတိုက်မှာရှိတဲ့ရက်ခိနီတို့ရက်ခတို့ဆိုတာတွေကြတော့တာမန်ရုပ်တုတစ်ခုကြည့်ရတယ်လို့ပဲစာရေးထားလို့သာရက်ခတို့ရက်ခိနီတို့ဒီလိုတွေ့တာအဲ့တော့ဝိသုဏမင်းကြီးကအဲ့လိုလျှောက်ပြီးတော့ဘာလျှောက်တော့ဆိုအရှင်ဘုရားတဲ့အများအားဖြင့်တော့ရက်ခတွေကဘုရားကိုမကြည်ညိုဘူးတဲ့နော်မြတ်စွာဘုရားကိုမုန်းကြတယ်မကြည်ညိုကြဘူးတဲ့ဘာဖြစ်လို့မကြည်ညိုတာတော့ဆိုတော့မြတ်စွာဘုရားကသူများအသက်မတတ်ရဘူးသူများဥစ္စာမခိုးရဘူးသူတော်ဘာသားမယားမပြစ်မှားရဘူးလိမ်မပြောရဘူးသေရဲ့မတော့စားဘူးလို့မြတ်စွာဘုရားဟောတယ်သူတို့ကသူများအသက်လည်းတတ်တယ်သူများဥစ္စာလည်းတွေ့မလစ်ရင်လစ်တယ်လို့အုပ်တာပဲသူတော်ဘာသားမယားလည်းမရှောင်ဘူးနော်လိမ်လီလှီးစားမှုစားစကားလည်းပြောတာပဲအရက်သေးစားဆိုတာလည်းတောက်တာပဲဒီကောင်အဲ့တော့သူတို့စီကလည်းအရက်တောက်တာတွေအများကြီးရှိတာပေါ့နော်အဲ့ဒါလို့၅ပါးသီလမလုံညာဘူးတဲ့မြတ်စွာဘုရားကရှောင်မှုဟောတော့သူတို့ကဓာရီလုံနေတာဆိုတော့သူတို့နဲ့ဆန့်ကျင်ပဲဖြစ်ပြီးတော့မြတ်စွာဘုရားကိုမကြည်ညိုတဲ့ဘလူတွေကများတယ်ဗျာတဲ့ဒီလိုလျှောက်တာသူလျှောက်တာနော်မကြည်ညိုတာတွေကများတယ်တဲ့အဲ့တော့အဲ့ဒီထဲမှာမြတ်စွာဘုရားရဲ့တပည့်သားတာဝကတွေဟာတရားဓမ္မကျင့်ကြံကြိုးကုပ်အထုတ်ဖို့လို့ဆိုတဲ့လူသူမဏိတောမြိုင်ကြီးတွေထဲမှာဝင်ရောက်ပြီးတော့
တိတပင်ရင်ဝါရပိုင်အောက်မှာတပါးဒီကိန်းအောင်ပြီးတယောက်တည်းနေပြီးတရားဓမ္မကျင့်နေကြတာရှိတယ်အဲ့ဒီတောတွေထဲမှာလည်းပဲဘလူးတွေရှိတတ်တယ်တဲ့အုပ်စိုးနေတဲ့ဘလူးတွေရှိတတ်တယ်အဲ့ဒီရှိနေတဲ့ဘလူးတွေဟာရန်လိုပြီးတော့မြတ်စွာဘုရားရဲ့တပိတာဝကတွေဘိက္ခုဘိက္ခုနီဥပဒကဥပတိကမတွေညှင်းဆဲနိုင်ပါတယ်တဲ့မကြည်ညိုကြတော့သူတို့ဒီလိုညှင်းဆဲတတ်ပါတယ်တဲ့အဲ့ဒါလို့ညှင်းဆဲလာလို့ရှိရင်မညှင်းဆဲရအောင်ဆိုပြီးတော့တပည့်တော်ကဟောဒီအတ္တနာတိယရက်ခလို့ဆိုတဲ့အယံအတားတစ်ခုတပည့်တော်ထုတ်ပြန်ပါတယ်အဲ့ဒါကိုမြတ်စွာဘုရားမှတ်သားတော်မူပြီးတော့ယဟန်တန်ဃာတွေကိုလေ့လာခိုင်းပါကြက်မှတ်ခိုင်းပါလို့ဘုဒ္ဓနာမည်ညအဲ့လိုလျှောက်တာနော်အတ္တနာတိယရက်ခဒါကိုရွတ်မယ်ဆိုလို့ရှိရင်ရွတ်ဖတ်တရေစဲမယ်ဆိုလို့ရှိရင်အဲ့ဒီဘလူးတွေဟာဒီမြတ်စွာဘုရားရဲ့တပည့်သားတွေကိုမငင်းဆဲရအောင်မငင်းဆဲရအောင်သူအေးယူမယ်ဒါကြောင့်မို့လို့ဒီဂါထာတွေကိုဒီအဆောင်အရှောက်ဒီပရိတ်ကိုမြတ်စွာဘုရားမှတ်သားပြီးတော့ယဟန်တန်ဃာတွေကိုတဆင့်ဟောကြားလို့ရွတ်ဖတ်ပွားများဖို့အမိန့်ရှိပေးပါလို့ဆိုတော့မြတ်စွာဘုရားကတိတ်တိတ်နေခြင်းဖြင့်ဝိသုဏမင်းကြီးရဲ့လျှောက်ကြားချက်ကိုလက်ခံလိုက်တယ်အဲ့ဒီမှာသူကအတ္တနာရိယပရိတ်ကိုမြတ်စွာဘုရားကိုလျှောက်တာပေါ့အဲ့ဒီလျှောက်တဲ့ထဲမှာအခုဒီပရိတ်ကြီး17သုတ်ထဲမှာပါတဲ့အတိုင်းပဲ6ဂါထာကတော့အဲ့ဒါမြတ်စွာဘုရားကိုလျှောက်တဲ့ဂါထာတွေပဲဘာတွေတုံးဆိုသူလျှောက်တဲ့ဂါထာပေါင်းကအလုံး52ဂါထာရှိတယ်နော်52ဂါထာနဲ့သူလျှောက်တယ်သို့တော့ဒီအတ္တနာရိယတုတ်မှာယူထားတာတော့52ဂါထာမဟုတ်ဘူးအခုဒီပြိဋ္ဌာန်းမှာယူထားတာတော့6ဂါထာလောက်ပဲယူထားတယ်အဲ့ဒီသူပထမဆုံးလျှောက်တဲ့ဂါထာတွေကဘာလို့ဆိုဘုရားရှိခိုးဂါထာတွေပါဝိပဿိတသနမတ္ထုသက္ခုမန္တတတိရိမတ္တောတိခိတာပစ္စနမတ္ထုသဗ္ဗဗုဒ္ဓ ानु ကံပိနောဝိတဗုဒ္ဓသနမတ္ထုနာတကတတပတိနောနမတ္ထုကကုတန္တတမာရသေနာပမတ္ထိနောကောနာခမနတနမတ္ထုဗျမနတဝုတိမတောကတ္တပတ္တသနမတ္ထုဝိပမုဒ္ဒတသဗ္ဗတိစတဲ့ဂါထာတွေကိုလျှောက်ကြားတာပေါ့အဲ့ဒါလို့လျှောက်ကြားပြီးတဲ့အခါကျတော့သူတို့အုပ်ဆိုးတဲ့အယတ္ထေတာတွေအကြောင်းကိုထုတ်ဖော်ပြီးတော့ဂါထာတွေနဲ့လျှောက်သေးတယ်အရှိရကဘသူအုပ်ချုပ်တယ်တောင်ရကဘသူအုပ်ချုပ်တယ်အနောက်ရကဘသူအုပ်ချုပ်တယ်မြောက်ရကဘသူအုပ်ချုပ်တယ်ဆိုတာနမင်းကြီး၄ယောက်အသီးသီးအုပ်ချုပ်တဲ့အယတ္တွေကိုထုတ်ဖော်ပြီးတော့နတ်တွေကိုသူတို့အချင်းချင်းမှာဘာလို့တုံးဆိုနောက်ဆုံးပိတ်ဂါထာလေးကဘုရားကိုရှိခိုးခိုင်းတာဘလူတွေခန္ဓပတွေကုံပန္ဒတွေနာဂတွေအကျမ်းပဋ္ဌာန်းတွေသူတို့ကရက်ဆက်တဲ့အကောင်တွေသူတို့မိကုန်းတွေထုတ်တာဂါထာလေးတစ်ခုကစိနံဝန္ဒထဂေါရမံအောင်တော်မူတဲ့ဂေါရမမြတ်စွာဘုရားကိုမင်းတို့ရှိခိုးချရဲ့လားမိကုန်းထုတ်အောင်ထိုးတဲ့အခါဒီလိုမိကုန်းထုတ်လိုက်တဲ့အခါမှာဖြေချရတာသူတို့ကစိနံဝန္ဒမဂေါရမံအောင်တော်မူတဲ့ဂေါရမမြတ်စွာဘုရားကိုကျွန်တော်တို့ရှိခိုးကြပါတယ်ဟာစိနံဝန္ဒထဂေါရမံစိနံဝန္ဒမဂေါရမံဝိဇ္ဇာစရဏတမ္ပဏံဗုဒ္ဓံဝန္ဒမဂေါရမံဝိဇ္ဇာစရဏနဲ့ပြည့်စုံတော်မူတဲ့ဂေါရမမြတ်စွာဘုရားကိုကျွန်တော်တို့ရှိခိုးကြပါတယ်လို့ဒီလိုပြန်ပြီးတော့ဖြေခိုင်းတယ်အားလုံးရှိခိုးကြရလားရှိခိုးကြပါတယ်ဆိုတာကိုပြန်ဖြေခိုင်းတယ်သူအဲ့ဒါလို့အရာ၄မျက်နှာမှာရှိကြတယ်သူတို့အုပ်ချုပ်တဲ့နယ်ပယ်အတွင်းမှာရှိတယ်ဒီခန္ဓာပနတ်တွေကုံဗန္ဒတွေနာဂတွေယက္ခတွေဒါတွေကိုသူ့တိုင်းသူပြည်သားတွေပေါ့လက်အောက်ခံနတ်တွေကိုရှ िख ိုးခိုင်းတယ်မ
မေးမြန်းစစ်စစ်ပြီးတော့သူတို့ဖြေခိုင်းတယ်အဲ့ဒါလို့ရှ िख ိုးပါတယ်လို့ဒီလိုဖြေခိုင်းပြီးတော့ဂါထာပေါင်း52ဂါထာနဲ့လျှောက်ကြားပြီးတော့နောက်ဝိသုဏမင်းကြီးကဘာဆက်လျှောက်တုံးဆိုအရှင်ဘုရားတဲ့အရှင်ဘုရားရဲ့တပိတာဝကတွေဘိက္ခုပဲဖြစ်ဖြစ်ဘိက္ခုနီပဲဖြစ်ဖြစ်ဥပဒကပဲဖြစ်ဖြစ်ဥပဒိကမပဲဖြစ်ဖြစ်ဒီဟောဒီအတ္တနာရိယတုတ်ကိုဒီအဆောင်လျှောက်ကိုအခုသူတို့လျှောက်ထားတဲ့အတိုင်းရွတ်ဖတ်30နေမယ်ဆိုလို့ရှိရင်တဲ့ရွတ်ဖတ်30တဲ့အရှင်ဘုရားရဲ့တပည့်တွေကိုဘလူပဲဖြစ်ဖြစ်ခန္ဓာပပဲဖြစ်ဖြစ်ကုမ္မန္နပဲဖြစ်ဖြစ်နာဂပဲဖြစ်ဖြစ်ဘယ်လိုအကောင်မျိုးပဲဖြစ်ဖြစ်သူတို့လက်အောက်ခံဒီနတ်မိစ္ဆာတွေကအနီးနားမှာထိုင်နေတာကိုကတ်ထိုင်တယ်မဟုတ်တာလုပ်ဖို့သွားနေရင်နောက်ကနေနောက်အောင်ခံလိုက်တယ်အိတ်နေရင်အနားနားမှာထိုင်နေတယ်ဒီလိုတခုခုလုပ်ဖို့အကွက်ချောင်းနေတာတွေတွေ့ပြီဆိုလို့ရှိရင်တဲ့သူတို့ကိုအပြစ်ဒဏ်တွေခတ်မယ်နော်အပြစ်ဒဏ်တွေခတ်အဲ့ဒါလို့နောက်ကနေချောင်းပြီးတော့လိုက်နေတာမျိုးတွေခန္ဓာပါပဲဖြစ်ဖြစ်ဂုံမနာပဲဖြစ်ဖြစ်နာဂပဲဖြစ်ဖြစ်ယက္ခပဲဖြစ်ဖြစ်ဒီအတ္တနာရိယပရိတ်ကိုရွတ်ဖတ်30တဲ့မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့တပိတာဝကတွေနှိမ့်ဆက်ညှဉ်းပန်းမှုမကောင်းတဲ့ရွယ်ချက်နဲ့လုံနေပြီဆိုလို့ရှိရင်သတင်းပို့ရမယ်တဲ့ဒီကောင်ချောင်းနေပြီဒီကောင်နောက်ကနေလိုက်နေတယ်ဒီကောင်အနာနာကတ်နေပြီဒီဖရာရဲ့တပိသားကိုသူညှင်းဆဲဖို့လုံနေတယ်သို့မဟုတ်ဝင်ပူးနေတယ်ဒီကောင်နော်ညှင်းဆဲနေတယ်ဝင်ပူးနေတယ်ဒုက္ခပေးနေတယ်ဆိုတာကိုသတင်းပို့ရမယ်တဲ့သတင်းပို့ကြပါလိမ့်မယ်တဲ့သူအဆောင်နေချထားတာတွေကသတင်းပို့ကြလိမ့်မယ်တဲ့အဲ့ဒီသတင်းပို့တဲ့အခါသူတို့ပြစ်ဒဏ်ခတ်အဲ့ဒီမှာသတင်းပို့တဲ့အခါမှာအဲ့ဒီလိုမဟုတ်တာလုပ်ဖို့စိတ်ကူးနေပြီဆိုလို့ရှိရင်တဲ့အမိတ်ပြန်ထားတာရှိတယ်နတ်မင်းကြီး42ယောက်ရှိတယ်သူတို့ခေါင်းဆောင်ကြီးတွေ42ယောက်နတ်မင်းကြီးတွေရဲ့လက်အောက်ခံကသေနာပတိကြီးတွေအဲ့ဒီအကြီးဆုံးကတော့28ယောက်အားလုံးပေါင်းတော့42ယောက်ကိုသူကတိုင်တန်းရမယ်အဲ့တိုင်တန်းရမယ်နတ်တွေထဲမှာဘယ်သူပါတော့ဆိုလို့ရှိရင်ဗိမိတာရမင်းကဖြစ်သွားတဲ့စနဝတ္တပဆိုတဲ့နတ်မင်းကြီးလည်းပါတယ်ဟေမဝတ္တတို့တာတာဂိရတို့ဆိုတဲ့ဟေမဝတ္တတုံမှလာတယ်ဟေမဝတ္တနတ်မင်းနဲ့တာတာဂိရနတ်တို့လည်းပါတယ်ပုံနကတို့လည်းပါတယ်နော်ကိန္ဒုခန္ဓုတို့နိခန္ဓုတို့ဆိုတဲ့နတ်တွေလည်းပါတယ်မဟာသမယတုတ်ထဲမှာပါတယ်သူတို့နာမည်တွေသူတို့ထဲမှာခေါင်းဆောင်တွေပေါ့ဝေဒနာမင်းကြီးရဲ့ခြံရံနေတဲ့ကနေပြီးတော့ယက္ခသေနာပတိတွေလို့ခေါ်တယ်အဲ့ဒီယက္ခသေနာပတိခေါင်းဆောင်ကြီးတွေကိုတိုင်ရမယ်တဲ့သတင်းပို့ရမယ်တဲ့ဒီကောင်မဟုတ်တာလုံနေပြီနော်မဟုတ်တာလုံဖို့နောက်ကလိုက်နေတယ်မဟုတ်တာလုံဖို့အနာနာကတ်ထိုင်နေတယ်မဟုတ်တာလုံဖို့စိတ်ကူးနေပြီသို့မဟုတ်တာလုံနေပြီဆိုရင်သူတို့စီကိုသတင်းပို့ပါတဲ့အဲ့ဒါလို့သတင်းပို့လို့ရှိရင်သူ့ကိုအေးအေးယူမယ်ကျွန်တော်ပြောတာနော်ဒါကိုရွတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒါအေးအေးယူမယ်အဲ့ဒီလိုအေးအေးယူတဲ့အခါကျတော့ဘယ်ပုံအေးအေးယူတာတော့လို့ဆိုပြစ်ဒဏ်နေရှိသေးတယ်အလုံးအေးအေးယူပုံအေးအေးယူနည်းကသူက6မျိုးရှိတယ်အဲ့မှာပြတာဘလို့အေးအေးယူတာတော့ဆိုအဲ့ဒီခန္ဓာပါတို့ဂုံပန္ဒတို့နာဂတို့ယက္ခတို့အခုလို့အတ္တနာရိယပရိတ်ကိုရွတ်ဖတ်နေတဲ့ဘုရားရဲ့တပည့်သားကိုညှင်းဆဲဖို့စိတ်ကူးပြီးအနာနာမှာအခွင့်ချောင်းနေပြီဆိုလို့ရှိရင်တဲ့သူဟာမြို့တွေရွာတွေကနေပြီးတော့ဗလိနတ်စာပူဇော်တာတွေအတွက်သူ့ပါဝင်ခွင့်မပြုဘူးတဲ့နော်အဲ့ဒါအရေးယူခြင်းတစ်ခုပဲပူဇော်သက်္ကာရတွေကိုသူလက်ခံဝင်မရဘူးလက်မခံရဘူးသူနောက်ဒုတိယအရေးယူကတော့သူဟာအာလကမန္တာဆိုတဲ့နေပြည်တော်ကိုလာရောက်ခွင့်မရှိဘူးအဲ့ဒီမှာလည်းပဲနေထိုင်ခွင့်မရှိဘူးနေထိုင်ခွင့်မရှိဘူးလာရောက်ခွင့်မရှိဘူး
ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှင်ဘလူတွေရဲ့အစည်းအဝေးကိုလည်းသူတက်ခွင့်မရှိဘူးပိတ်ပင်တားမြစ်ခံရမယ်မဟုတ်တာလုပ်ပြီးဆိုလို့ရှင်အဲ့ဒါတိုင်ကြားချက်အရာသူ့ကိုဒီလိုအေးအေးယူမယ်နောက်ဒီတဲ့ပြင်းထန်တဲ့အရေးယူချက်တွေကဘာတော့လို့ဆိုသူ့ကိုအိမ်တော်ရသားချတဲ့ကိစ္စတွေပဲဖယ်ပလိုက်တယ်သူနော်နတ်တွေမှာလည်းပဲအာဝါဟဝိဝါဟရှိသေးတယ်အဲ့ဒါသူ့ကိုအဲ့ဒါအိမ်တော်ရသားချအောင်ပေးဘူးနော်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်သူ့ကိုဘလူးတွေရဲ့ဆဲရည်နီးနဲ့ဆဲရမယ်တဲ့လူတွေတော့ဘယ်လိုဆဲတယ်ဆိုတာသိတယ်ဘလူးကဘယ်လိုဆဲမှန်းတော့မပါဘူးစားတယ်နော်ဘလူးဆဲပုံဆဲနည်းကတော့ဟိုနမူနာလေးပြထားတာတော့ကလာရအခိကလာရခိဆိုမျက်စိကဆွေပြီးမျက်စိကကြောင်တယ်ဟေးငကြောင်ကြီးတို့နော်သွားခေါ်နေလို့ငသွားခေါ်ကြီးတို့ဒီလိုဆဲတာမျိုးတွေအဲ့ဒါလို့တစ်တစ်ခွခွသူ့ရုပ်ရုပ်မာမာဆဲရတာမျိုးနဲ့ဆဲရကြမယ်တဲ့ဒါပြစ်ဒဏ်တစ်ခုနောက်တစ်ခုကတော့ဘာတော့ဆိုရင်သူ့ကိုတော်တော်ကြီးလေးတဲ့ပြစ်ဒဏ်ပေးတာဒီတပိတ်လူကြီးနဲ့လှုပ်ထားတဲ့တန်တပိတ်ကြီးလို့ခွက်ကြီးနဲ့သူ့ခေါင်းကိုဆွတ်ချလိုက်တယ်လေဘင်းထီအောင်ရောက်သွားတယ်အဲ့ဒါလို့ခေါင်းမော်ကိုတပိတ်နဲ့ဆွတ်ချလိုက်ပြီးတော့အပေါ်ကနေတန်မှုနဲ့ခေါင်းကိုတူနဲ့နှက်တာတဲ့အဲ့ဒါအမတန်ကြီးလေးတဲ့ပြစ်ဒဏ်တစ်ခုပေးတာပဲအဲ့ဒါလို့မဟုတ်တာလှုပ်ပြီးဆိုလို့ရှိရင်တဲ့နော်တပိတ်လူခွက်ကြီးနဲ့ခေါင်းပေါ်ကနေမှောက်ပြီးတော့ထိတ်ကနေပြီးတော့တန်မှုနဲ့ရိုက်ထည့်လိုက်တာတဲ့ခေါင်းနဲ့အဲ့ဒါနဲ့ချွတ်လို့မရအောင်ရိုက်ထည့်ပြီးတော့ပြစ်ဒဏ်ခတ်တယ်တဲ့နောက်နံပါတ်6ပြစ်ဒဏ်ခတ်တာကြတော့ဘာတော့ဆိုရင်သူ့ခေါင်းကို9စိတ်ကွဲအောင်ရိုက်ခွဲပြစ်တယ်သူတို့စီရဲ့ပြစ်ဒဏ်နေနော်တော်တော်ကြောက်စရာကောင်းတဲ့အပြစ်ဒဏ်နေပဲအဲ့ဒါလို့ဒီလိုပြစ်မှုတွေကိုကျူးလွန်ပြီဆိုလို့ရှိရင်တော့တိုင်ကြားချက်အရာသူ့ကိုဒီလိုအေးအေးယူမယ်ဆိုတဲ့အကြောင်းဝိသုဏမင်းကြီးကရှောက်သွားပြီးတော့သူနောက်ဆက်တွဲဘာလျှောက်သေးတုံဆိုလို့ရှိရင်အရှင်ဘုရားတဲ့တပည့်တော်တို့ရဲ့အမိတ်အာနာနာခံတဲ့ဒီအမနုဿလို့ဆိုတဲ့နတ်ဘလူးတွေကိုအခုလိုပြစ်ထန်ပေးတယ်သို့တော့နတ်ဘလူးတိုင်းဟာတပည့်တော်တို့စကားကိုနားမထောင်ဘူးတဲ့တပည့်တော်တို့စကားကိုလည်းနားမထောင်ဘူးတပည့်တော်တို့ရဲ့သေနာပတိတွေရဲ့စကားကိုလည်းနားမထောင်ဘူးသေနာပတိတွေရဲ့တပည့်ပရိသတ်တွေရဲ့စကားကိုလည်းနားမထောင်အဲ့ဒါတွေကတပုံတွေလည်းရှိသေးတယ်တဲ့နတ်တပုံတွေရှိသေးတယ်သူတို့ထဲမှာလည်းပဲဒီဆုံးမလို့မရတဲ့အကောင်တွေပေါ့နော်အဲ့ဒါလို့အမတန်မှဆိုးစွမ်းပြီးတော့ထိမ့်ချုပ်လို့မရတဲ့အကောင်မျိုးတွေလည်းရှိသေးတယ်တဲ့အဲ့ဒီလိုထိမ့်ချုပ်လို့မရတဲ့ဟာတွေကိုအခုလိုတိုင်ကြားလာလို့ရှိရင်တော့သူတို့ကြီးမားတဲ့အပြစ်ဒဏ်တွေပေးမယ်နဲ့နှင်ဒဏ်တွေပေးမယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားကိုဒီလိုလျှောက်ကြားတာမကရာတိုင်းမှာဆိုရတဲ့ဘယင်တွေမှာလည်းပဲဘယင်တွေကနေမတတ်နိုင်တဲ့ဆုံးမလို့မရတဲ့သဘုံတွေဆိုတာရှိသေးတယ်တဲ့အဲ့ဒါရှိတာလို့ပဲနတ်ထဲမှာလည်းပဲဒီသဘုံတွေဆိုတာရှိပါတယ်ဒါကြောင့်မို့ဒီအတ္တနာရိယဒီပြန်တန်းကိုသင်ယူကြက်မှတ်ပြီးတော့နေ့စဉ်ရွတ်ဖတ်တရေစေဖို့ဆိုပြီးတော့မြတ်စွာဘုရားကိုလျှောက်တာအဲ့ဒါလို့လျှောက်သွားပြီးလျှောက်ပြီးတဲ့အခါဝိသုဏမင်းကြီးဟာရှင်ဘုရားတဲ့တပည့်တော်များကိစ္စတွေအလွန်များပါတယ်လျှောက်ထားပြီးတဲ့အခါဒါကိုမှတ်သားပြီးတော့မြတ်စွာဘုရားသင်ကြားပေးတော်မူပါလို့ဆိုလျှောက်ထားပြီးအားလုံးဘုရားကိုကြော့ပြီးတော့ပြန်သွားကြတယ်အဲ့ဒီနေရာမှာပဲပြောင်းဒါကအတ္တနာရိယတုတ်ကြီးမှလာတဲ့အနှစ်ချုပ်အဓိပ္ပာယ်ပဲပေါ့နော်အဲ့တော့သူတို့လျှောက်သွားတဲ့အထဲမှာဘုရားရှိခိုးတွေပါတယ်အဲ့ဒီဘုရားရှိခိုးကိုအဓိကထားပြီးတော့လျှောက်သွားတာအဲ့တော့ကောင်းပြီဒီနမင်းကြီးတွေလျှောက်သွားတဲ့ထဲကခုနကဝိပဿိတသနမတ္ထုစက္ခုမန္တတတိရိမတောတိခိတပစ္စနမတ္ထုသဗ္ဗဗုဒ္ဓနုခံပိနောတဲ့ဒါဘုရားရှိခိုးဝိပဿနာမြတ်စွာဘုရားကိုရှိခိုးတာအဲ့တော့ဆိုလိုတာကစက္ခုမန္တတမျက်စိအမြင်၅မျိုးနဲ့ပြည့်စုံတဲ့တိရိမတောဘ
ဘုံကျက်တည်ရှိတော်မူတဲ့ဝိပဿိတဝိပတ္တိမြတ်စွာဘုရားသခင်ကိုရောမြတ်အားနမောကျွန်ုပ်ရဲ့ရှ िख ိုးခြင်းသည်အထုဖြစ်ပါစေကျွန်ုပ်ရှ िख ိုးပါတယ်ဘုရားရဲ့ဂုဏ်တော်လေးတွေကိုထုတ်ဖော်ပြီးတော့ဘုရားကိုရှ िख ိုးတာဝိပတ္တိမြတ်စွာဘုရားကနေစရှ िख ိုးတယ်အဲ့တော့ဘုရားခုနှစ်စုပဲရှ िख ိုးတာဘာဖြစ်လို့ရှ िख ိုးတာတော့ဆိုဒီပင်္ဂရာမြတ်စွာဘုရားတို့စတဲ့ဘုရားတွေကအမတန်မှဝေးသွားပြီနော်အမတန်မှဝေးသွားပြီစัจ java လာထဲမှာဝိပဿနာမြတ်စွာဘုရားရဲ့တပည့်ရှိသေးတယ်ဒီရှေးကပွင့်တော်မူတဲ့မြတ်စွာဘုရားရဲ့တပည့်တွေကမရှိတော့ဘာလို့လဲဆိုကဘာပေါင်းကတိတ်ကွာသွားတာကာသွားတော့အဲ့ဒီဘုရားရဲ့တပည့်ပိဋကတ်တွေကမရှိတော့ဘူးဝိပဿနာကနေစပြီးတော့ဘုရားခုနှစ်စုရဲ့တပည့်ပိဋကတ်တွေကရှိနေသေးတယ်အဲ့ဒါကြောင့်မို့လို့ဝိပဿနာဘုရားကစပြီးတော့ရှ िख ိုးတယ်လို့ဒီလိုလဲဆိုတယ်နော်အဲ့သုဒ္ဓနေမှာဟောသမျှဟာဒီမဟာဗရဏသုတ်တို့မာနိဒာနသုတ်တို့ဆိုတာတွေလဲဒီဝိပဿနာမြတ်စွာဘုရားကနေစတာတွေကြီးပဲများတယ်ပရိစ္ဆေသမုပ္ပါမှာနိဒာနတန်ယုတ်ဆိုတဲ့နေရာမှာလည်းပဲဘုရားလောင်းတွေမှာဝိပဿနာဘုရားလောင်းကစပြီးတော့ခုနှစ်စုသောဘုရားတို့ရဲ့ဘုရားအလောင်းတော်တွေနဲ့ပတ်သက်ပြီးတော့ဟောတာကျန်တဲ့ဘုရားတွေမဟောဘူးเนาะနောက်ပြီးတော့ခန္ဓာတုတ်မှာလည်းပဲနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာလို့ဆိုပြီးတော့ဒီဘုရားခုနှစ်စုပဲရှိခိုးတယ်အဲ့ဒါလို့ရှိခိုးရခြင်းအကြောင်းကလည်းခုနကပြောတဲ့သုဒ္ဓဝါဒ၅ဘုံမှာဒီဘုရားတွေရဲ့တပိတာဝကတွေကျမ်းနေသေးတယ်ပြမာတွေအဲ့ဒါကြောင့်မလို့ဒီဘုရားတွေရဲ့သာသနာရှိသေးတာမဟုတ်ဒီဘုရားတွေရဲ့ကနေစပြီးတော့ရှ िख ိုးတယ်လို့ဒီလိုမှတ်သားကြရတယ်ပေါ့နော်ဒါအကြောင်းတစ်ခုပြတာပေါ့နော်အဲ့ဒီမှာဝိပဿိတသနမထုစက္ခုမန္တတသိရိစက္ခုမန္တတမျက်စိ၅ပါးနဲ့ပြည့်စုံတော်မူတဲ့သိရိမတော်ဘုံကျက်တည်ရှိတော်မူတဲ့ဝိပဿိတသဝိပဿနာမြတ်စွာဘုရားအားလဲနမောအထုရှ िख ိုးမှုဖြစ်ပါစေရှ िख ိုးပါတယ်လို့ဒါလို့ဆိုတာဒါဝိပဿနာမြတ်စွာဘုရားဆိုတာ90နဲ့တကဘာဒီကဘာကနေပြန်ပြီးတော့တွက်လိုက်လို့ရှိရင်90နဲ့တကဘာမှာပွင့်ခဲ့တယ်ဗဒ္ဒကဘာကနောက်ပြန်ရေတွက်လို့ရှိရင်90နဲ့တကဘာမြောက်မှာဝိပဿနာမြတ်စွာဘုရားပွင့်ခဲ့တယ်လူတွေရဲ့တတန်အဲ့ဒီချိန်တုန်းက8000တန်းပေါ့8000တန်းမှာဝိပဿနာမြတ်စွာဘုရားပွင့်တော်မူခဲ့တယ်အဲ့ဒီဝိပဿနာမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာယုံပြုပြီးတော့အဲ့ဒီမြတ်စွာဘုရားဥညွတ်ရိုချိုရှ िख ိုးပါတယ်လို့ဘုရားကိုရှ िख ိုးတာဖော်ပြတယ်စက္ခုမန္တမျက်စိ၅မျိုးဆိုတာအလုံးကြားဖို့ကြလိမ့်မယ်နော်ဒေဝစက္ခုတဲ့ပဂရိကတော့မန္တစက္ခုလို့ခေါ်တယ်ပဂရိစက္ခုကမန္တစက္ခုမန္တစက္ခုရဲ့ဒိဗစက္ခုရဲ့အဘိညာဉ်တမန္တစက္ခုတမန္တစက္ခုဆိုတာသဗ္ဗညုတဉာဏ်ကိုခေါ်တာဗုဒ္ဓစက္ခုအိန္ဒရိယပရောပရိယတိဉာဏ်နဲ့အာတယနုတယဉာဏ်ကိုခေါ်တာပညာစက္ခုသစ္စာလေးပါးနဲ့သိတဲ့သိပညာကိုခေါ်တာအဲ့ဒါလို့မျက်စိ၅ပါးဘုရားရှင်တွေမှာအမြင်မျက်စိ၅မျိုးပဂရိမန္တစက္ခုလည်းရှိတယ်တမန္တစက္ခုလို့ဆိုတဲ့သဗ္ဗညုတဉာဏ်လည်းရှိတယ်ဗုဒ္ဓစက္ခုလို့ခေါ်တဲ့အာတယနုတယဉာဏ်အိန္ဒရိယပရောပရိယတိဉာဏ်လည်းရှိတယ်ဓမ္မစက္ခုလို့ဆိုတဲ့မဉ္ဇဉ်၄ပါးနဲ့ပတ်သက်တဲ့ဉာဏ်လည်းရှိတယ်ပညာစက္ခုလို့ဆိုတဲ့အသိပညာနဲ့ပတ်သက်တဲ့မျက်စိလည်းရှိတယ်လို့အလုံးပညာမျက်စိ၅မျိုးလို့ဘုံကျက်သိနဲ့ပြည့်စုံပြီးပညာဆက်မျက်စိ၅မျိုးရှိတော့မျက်စိ၅မျိုးနဲ့ပြည့်စုံတဲ့ဝိပဿနာမြတ်စွာဘုရားအားကျွန်ုပ်ရဲ့ရှ िख ိုးမှုဖြစ်ပါစေလို့ဒီလိုဆိုတာဟောနောက်တစ်ပါးကြတော့တိခိတပိစနမထုတဗ္ဗဗုဒ္ဓနုကံပိနောတိခိမြတ်စွာဘုရားဆိုတာဒီကဘာကနေပြန်တွဲလို့ရှိရင်30နဲ့တကဘာမြောက်မှာပွင့်တယ်ဟောဗဒ္ဒကဘာနဲ့30ကဘာကွာ
32ကဘာမြောက်မှာပွင့်တော်မူခဲ့တယ်မြတ်စွာဘုရားအဲ့ဒီ32ကဘာမြောက်မှာတိခိဗုဒ္ဓနဲ့ဝိတ္တဘူဗုဒ္ဓဆိုပြီးတော့နှစ်စုပွင့်တယ်အဲ့ဒီကဘာမှာတိခိတပိစ္ဆနမထုသဗ္ဗဗုဒ္ဓအနုကံပိနောသဗ္ဗဗုဒ္ဓဆိုတာတရဝအားလုံးကိုအနုကံပိကရုဏာထားတယ်တရဝအားလုံးကိုမေတ္တာကရုဏာကြီးမားတော်မူတဲ့တိခိမြတ်စွာဘုရားအားလည်းကျွန်ုပ်ရဲ့ရှိခိုးမှုဖြစ်ပါစေဒီလိုဆိုတာနော်အဲ့ဒီတိခိမြတ်စွာဘုရားကအသက်9000တန်းမှာလူတွေရဲ့တက်တန်း9000တန်းမှာပွင့်တယ်နောက်တစ်ခါထားကြတော့ဝိတ္တဗုဒ္ဓသနမထုနှာတကတတပတိနောနှာတကဆိုတာစေကြောတန်းစင်တာနှာတကလို့ခေါ်တယ်လူတွေရဲ့ခန္ဓာကိုယ်မှာအညစ်အကြေးတွေဆွဲကပ်နေရင်ရေနဲ့စေကြောအခုမြတ်စွာဘုရားစိတ်အစဉ်ကြတော့ကိလေသာတည်းဟူသောအညစ်အကြေးတွေကိုမဲ့ရေစင်နဲ့စေကြောတန်းစင်ပြီးတာဒါကြောင့်နှာတကကိလေသာတွေကိုစေကြောတန်းစင်ပြီးတဲ့တပတ္တိတကယ်ကိုမြင့်မြတ်တဲ့အကျင့်ရှိတဲ့ဝိတ္တဗုဒ္ဓဆာဝိတ္တဘူမြတ်စွာဘုရားအားလည်းပဲနမောကျွန်ုပ်ရဲ့ရှိခိုးမှုဟာအထုဖြစ်ပါစေလို့ဒီလိုဆိုတာနောက်တစ်ခါနမထုကကုတန္တတမာရတိနာပမတ္တိနောအဲ့ဒီမှာဝိတ္တဘူမြတ်စွာဘုရားကြတော့လူတွေရဲ့တက်တန်း6000တန်းမှပွင့်တယ်တဖြည်းဖြည်းရောလာတဲ့သဘောလေးကိုပြတာဒါပေမဲ့လို့အစဉ်တိုင်းတော့မဟုတ်ဘူးเนาะ8000တန်းမှာဝိပဿနာမြတ်စွာဘုရားပွင့်တယ်9000တန်းမှာတိခိမြတ်စွာဘုရားပွင့်တယ်6000တန်းမှာဝိတ္တဘူမြတ်စွာဘုရားပွင့်တယ်နောက်ကကုတန္တမြတ်စွာဘုရားဆိုတာဒီဗဒ္ဒကဘာမှာပထမဆုံးပွင့်တဲ့မြတ်စွာဘုရားပဲနမထုကကုတန္တတမာရတိနာပမတ္တိနောမန်စတိကိုချိုးနှိမ်အောင်မြင်ပြီးဖြစ်တဲ့ကကုတန္တမြတ်စွာဘုရားအားနမောကျွန်ုပ်ရဲ့ရှိခိုးမှုဟာအထုဖြစ်ပါစေလို့ဒီလိုဆိုတာပေါ့အဲ့ဒါလို့ဘုရားတွေကိုရှိခိုးတာတွေဒီအတ္တနာရိယတုတ်မှာမြတ်စွာဘုရားတွေကိုရှိခိုးမှုကိုဖော်ပြတာအဓိကအဲ့တော့ဒီအတ္တနာရိယပရိတ်ရဲ့အနှစ်ချုပ်ကဘာလဲလို့ဆိုရင်ဘုရားကုံတရားကုံသံဃာကုံတွေကိုရှိခိုးတာဒါအဓိကပဲလို့ဒီလိုမှတ်နော်ဒါကြောင့်မို့အဲ့ဒီကာရလေးတွေကိုရွတ်တဲ့အခါမှာအာယုံပြုပြီးတော့ဘုရားတရားသံဃာယရဏသုံးပါးကိုရှိခိုးတယ်မြတ်စွာဘုရားတွေကိုရှိခိုးခြင်းဖြင့်ဒီမိမိတို့ရဲ့ကုသိုလ်ဆောင်အားနဲ့အယံတားတွေဖြစ်လာဘုရားကုံကိုအာယုံပြုလိုက်တဲ့အခါကျတော့ကိုယ့်ရဲ့စိတ်စဉ်ဟာကြည်လင်ပြီးတော့မြတ်စွာဘုရားရဲ့ခုံတော်ကျေးဇူးတော်တွေကိုအာယုံပြုလို့ရရှိလာတဲ့ကုသိုလ်စွမ်းအားတွေဟာတက်လာအဲ့ဒီကုသိုလ်စွမ်းအားကပို့ပြီးတော့အကာအကွယ်ဖြစ်တယ်လို့ဒီလိုဆိုလိုတာနော်မြတ်စွာဘုရားရဲ့တကူလို့ဒီလိုမအောင်မိတ်လေနဲ့ဘုရားကိုအာယုံပြုပြီးတော့ရလာတဲ့ကုသိုလ်စွမ်းအားဘုရားဆိုတာအမတမတကူကြီးတဲ့ပုဂ္ဂိုလ်အဲ့ဒီတကူကြီးတဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ်တွေကိုအာယုံပြုပြီးတော့ရှ िख ိုးလိုက်ရတဲ့ကုသိုလ်ရဲ့စွမ်းအားဟာလည်းအစွမ်းထက်တယ်တာမန်အစွမ်းမဟုတ်ဘူးနော်အခုကြည့်လေစွမ်းအားဆိုတာတေချာစဉ်းစားကြည့်စွမ်းအားကူးစက်မှုဆိုတာရှိတယ်လေနောက်ဆုံးမှာတတိတယောက်နဲ့ယဉ်နှီးတယ်ဆိုရင်အထိုက်အသင့်ဆိုတာစွမ်းအားရှိတာလူကြီးတယောက်နဲ့ယဉ်နှီးတယ်ဆိုရင်လည်းစွမ်းအားတစ်ခုရှိတာစွမ်းအားဆိုတာရှိတယ်ဒီလိုဟာကိုပြောတာနော်စွမ်းအားဆိုတာသူတက်လာအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာရုံပြုလာတယ်ရလာတဲ့ကုသိုလ်ရဲ့စွမ်းအားဆိုတာတာမန်ကုသိုလ်စွမ်းအားနဲ့မတူဘူးပေါ့သို့တော်လည်းအဲ့ဒါကိုဘုရားရဲ့တကူအာနာပါဝါလို့တွားတွက်လို့ရှိရင်ဘာဖြစ်တုံဆိုရင်နတ်ကိုးကွယ်တာမျိုးလို့ဖြစ်သွားတတ်တယ်အဲ့ဒါလို့မဟုတ်ဘူးဘုရားဘာသာရဲ့အယူဆမြတ်စွာဘုရားရဲ့ဟောပြောချက်တရားဓမ္မရဲ့အနှစ်သာရကုသိုလ်ကောင်းမှုရဲ့အရှိန်အဝါကိုဆိုလိုတယ်ဒီလိုမှတ်ရမယ်နော်အေးဒါကြောင့်မို့လို့ဝိပဿနာသနမထုသက္ခုမန္တတတိရိမတောတိခိတပစ္စနမထုသဗ္ဗဗုဒ္ဓနုကံပိနောဝိသဗုဒ္ဓသနမထုနာရကတတပတိနောနမထုကကုတန္တတမာရတေနပမတ္တိနောဆိုတဲ့ဂါထာလေးကိုရွတ်ရင်နဲ့မြတ်စွာဘုရားရဲ့ခုံအည်သွေးလေးတွေကို
အာယုန်ထဲမှာရောက်အောင်ရှိခိုးပြီးတော့ရွတ်ကြမယ်ပူဇော်ကြမယ်ဆိုလို့ရှိရင်ဧကံဒိဋ္ဌကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေဖြစ်ပွားပြီးတော့ထိုကုသိုလ်တွေရဲ့စွမ်းအားနဲ့ကိုယ်ညှင်းဆဲတဲ့ပုဂ္ဂိုလ်တွေလည်းမညှင်းဆဲနိုင်တော့ဘူးလုံခြုံခြင်းဆိုတဲ့အကျိုးအာနိသင်ကိုရမှာဖြစ်တယ်လို့ကိုယ်စီယုံကြည်သဘောကျပြီးတော့ဗုဒ္ဓနုတ္တိခုံလွှမ်းထုံလာကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း